learn to focus ဒီမှာအာရုံစူးစိုက်ဖို့လေ့ကျင့်ရတယ်အာရုံစူးစိုက်ဖို့လေ့ကျင့်တယ်အာရုံစူးစိုက်ရမယ်ကျွန်တော်လုံးနေတဲ့ကိစ္စတော်တော်များကျွန်တော်အခုချိန်အရေးကြီးဆုံးချိန်ပေါ့ကျွန်တော်အခုချိန်မှာကျွန်တော်ဒီ video ချင်းမှာ brother တို့ sister တို့ကကျွန်တော်ကိုဘွားမှာဗျာအရေးကြီးတဲ့ချိန်ရောက်တစ်ခုရောက်နေပြန်ကျွန်တော်အသက်ဆက်ရှိပြတာပဲဖြစ်ဒီမှာအသက်ရွယ်တစ်ခုရောက်လာပြီဆိုရင်ကျွန်တော်အာရုံစိုက်တင်ပြီဗျာအာရုံစိုက်တင်ပြီဆိုကျွန်တော်မကောင်းတဲ့ຢာတွေအာရုံစိုက်ခိုင်းသိချင်တာတော့မဟုတ်ဘူးဗျာကောင်းမှုနဲ့ຢာတွေအဲ့ကောင်းမှုနဲ့ຢာဆိုကျွန်တော်တို့တိုးတက်စီမဲ့ຢာတွေကျွန်တော်တို့ကောင်းမှုစီမဲ့ຢာတွေကျွန်တော်ပူအောင်မြင်စီမဲ့ຢာတွေဗျာအဲ့အရာတွေကျွန်တော်အာရုံစိုက်စေချင်တာဒီမှာတော်တော်များအခုဒီချိန်ကြီးမှာဒီမှာအာရုံများစီမဲ့ຢာအာရုံလွဲစီမဲ့ຢာများနေချိန်မှာကိုကတာအာရုံစိုက်မှုလေ့ကျင့်တော့မှာအာရုံစိုက်တက်သွားမှဆိုရင်တခြားသူတွေမရောက်နိုင်တဲ့နေရာကိုရောက်သွားမှာဗျာတခြားသူတွေမစုခုနေတဲ့နေရာကိုစုခုနိုင်ဗျာဒါအခုချိန်မှာလူတွေပြောရမှာအခုချိန်မှာရှားပါမှုဆိုတာဟိုဟာဒီဟာပြောကြဒါပေမဲ့တကယ်ဒီရှားပါမှုကကောင်းမှုနဲ့လူတွေနဲ့အာရုံစူးစိုက်မှုပဲလူတယောက်အာရုံစူးစိုက်မှုကဘယ်လောက်ရှိတယ်ပေါ့ဗျာဒီမှာကိုကလုပ်ငန်းတစ်ခုလုပ်တယ်ဗျာလုပ်ငန်းတစ်ခုလုပ်လို့ဆိုတော့ဟာဒီလုပ်ငန်းလို့တစ်လားလုပ်လိုက်တယ်တစ်လားလောက်ကျတော့မလုပ်တော့နောက်လုပ်ငန်းတစ်ခုပြောင်းတယ်ဒီမှာပြောင်းလိုက်တော့ဒါမှဟိုလုပ်ငန်းငါနဲ့မှအဆင်မပြေပါအဲ့လိုရှိတာပဲဒါပေမဲ့တချို့လူတွေများတယ်အဲ့လိုလုပ်ငန်းအဆင်မပြေပဲနဲ့ဒါမှငါဒီလုပ်ငန်းငါမကြိုက်ဘူးကွာဒါမှမကြိုက်ဘူးဆိုမှအဲ့လုပ်ငန်းမှာအောင်မြင်တဲ့သူတွေရှိကြတာပဲအဲကျွန်တော်အဓိကပြောချင်တာအဲ့လုပ်ငန်းကြောင်းရဲ့ဘာတွေထက်ဟိုအဲ့ကိုအာယုံတော့ကိုယ့်ရဲ့ focus ကိုထိန်းချုပ်တဲ့ကို focus ကိုဘယ်လိုပြောရလဲဗျာကို focus ကိုအသုံးပြုလို့ရအောင်လုပ်ရမယ်ဗျာအသုံးပြုတတ်ရမယ်ဒီမှာဟိုလူတွေကဒီမှာဟိုဟာနဲ့ဒီဟာနဲ့ပွဲဖြစ်ပြီဟိုမင်းသမီးဒီမင်းသားပွဲဖြစ်ပြီဆိုကြအာယုံနဲ့ focus ကကောင်းမှနေမှာဟာဟုတ်ပြီဒီတော့ပြောအာရအာယုံရောက်ကြတယ်ကိုယ့်အတွက်သူတက်ရမယ့်ရကောင်းမှုနဲ့ရလုံးတော့မှဆိုရင်ကြတော့ focus ကမရတော့မဟုတ်ကနေရာမှာကျတော့ focus ရရောက်နေကြတယ်ဒါပေမဲ့ကျွန်တော်ဗလိန်းတာတော့မဟုတ်ဘူးဒါသူလူတဘောထထားလိုက်ဒါပေမဲ့အခုချိန်မှာကျွန်တော်အရေးကြီးတဲ့ချိန်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့အသက်အရွယ်ရောက်လာပြီအသက်အရွယ်နည်းနည်းပြည့်တယ်ကျွန်တော်တို့ကုတူပေါ့ကိုချောက်ကိုရက်တည်ရမယ့်အချိန်ရောက်လို့ရှိရင်ကျွန်တော်အာယုံစူးစိုက်ဖို့ဆိုအရင်လိုအပ်တယ်ဒီမှာအာယုံနဲ့အရင်ပြတ်နေလို့မရဘူးဗျာဒီမှာအာယုံဟိုရောက်တော့ဒီရောက်လိုက်ဒီမှာဟိုဆိုင်ဟိုဆင်းရင်းလုံးနေတာနဲ့ဟာခဏတော်ကြည့်လိုက်ပါဦးမတော်ကြည့်လိုက်ပြန်ပြီစာလုံးနေတာနဲ့တော်ကြည့်လိုက်ပြီဂိမ်းတော့ဆော့လိုက်ကြပြန်ပြီဒီမှာအဲ့လိုမျိုး focus တွေလွင့်နေလို့မရတော့ဘူးဗျာကျွန်တော်တို့ကြည့်နေတာကိုပြီးတော့ကိုတို့ကကလေးဆိုတော့တမျိုးပေါ့ဗျာတော့ငငယ်လေးကိုကကလေးလေးတည်းမှာဟာအခုမှ9တန်း6တန်း9တန်းလေးရှိသေးတယ်ဆိုတော့တမျိုးပေါ့ဗျာကလေးလေးဖြစ်နေဆိုတော့တမျိုးပေါ့အဲ့ကိုကအသက်အရွယ်တစ်ခုရောက်လာပြီအသက်အရွယ်တစ်ခုရောက်တော့ချိန်မှာကျွန်တော်တို့ရင်းကျရတော့မှထတာကျွန်တော်ဟို responsibility ယူရတော့မှာဗျာဒီမှာတာဝန်ယူရတော့မှာကျွန်တော်လူတယောက်အနေနဲ့တော့ယောက်ျားပဲဖြစ် main လေးပဲဖြစ်ပေါ့အဲ့ယောက်ျားလေးနဲ့ main လေးသူတို့တာဝန်သူတို့ရှိပြီးသားဗျာအဲ့တာဝန်ယူလို့ကျွန်တော် focus လို့ကျွန်တော် energy လို့တယ်ဒါပေမဲ့ကျွန်တော်တာဝန်ရှိတဲ့တာနဲ့ကျွန်တော်တာဝန်ကျွန်တော်မလုပ်ဘူးကျွန်တော် focus ကမဟုတ်မှန်တဲ့နေရာရောက်နေလို့ဆိုရင်ယောက်ျားဆိုရင်ယောက်ျားပြီးသားပါမယ်နော် main လေးဆိုရင် main လေးပြီးသားပါမယ်ဒါကျွန်တော်ပြောပြတာပေါ့လို့မှာကိုကဒီကိစ္စဒီရလူချင်တယ်ဗျာကိုကအောင်မြင်ချင်တယ်ကိုကအောင်မြင်ရတဲ့လူဖြစ်ချင်တယ်ကိုကချမ်းသာတဲ့လူဖြစ်ချင်တယ်ဒါပေမဲ့ကိုရဲ့ focus ကတရကြတော့အလုပ်ကြိုးစားမယ်နောက်တရကြတော့ဟိုကလပ်လေးသွားလိုက်မယ်နောက်ရကြတော့အလုပ်ပြန်ကြိုးစားတယ်နောက်ရကြတော့ကလပ်သွားလိုက်နောက်10ရက်တော့ကလပ်ထပ်သွားတယ်ဒါပေမဲ့အဲ့လိုပေါ့ဗျာ focus တွေကလွင့်နေကြတာအဲ့လူတော်များပဲကျွန်တော်တငယ်ချင်းအပေါင်းဝင်ကျွန်တော်အပေါင်းဝင်ဆိုအရင်တော့ပေါင်းဝင်ပေါ့ဗျာ focus တွေကကျွန်တော်လွင့်နေရတာဗျာလူတော်များဒီမှာအများကြီးဗျာအာယုံနဲ့သူတို့အာယုံနဲ့သူတို့ဘဝကိုသူတို့မြင့်တင်မှုစဉ်းစားနေတယ်ဗျာသူများဘဝတွေကိုအာယုံရောက်နေတယ်သူတခြားအရာအာယုံရောက်လို့ရှိမှကိုကတာအဲ့ focus အဲ့အာယုံပဲကိုအာယုံကိုတူတက်ဖို့ဆိုကိုအသုံးချမယ်ဗျာကိုရှိတဲ့အရာကိုအာယုံစိုက်နိုင်မှာဆိုရင်တခြားလူတွေမပိုင်ဆိုင်တဲ့အရာကိုပိုင်ဆိုင်တယ်ကိုလူချင်းတဲ့အရာကိုကျိုးစားခြင်းတဲ့အရာတွေမှာကိုအောင်မြင်ခြင်းတဲ့အရာကိုအကုန်လုံးကိုရနိုင်တယ်ဒီမှာအဲ့ဒါ focus is a currency တက်တော်လို့ဘာလို့ဆိုတာလဲကျွန်တော်တို့ရဲ့ attention နဲ့ focus ကိုယူရတာအဲ့ attention focus ဆိုတော့ကျွန်တော်ကောင်းမှုနဲ့ညာတစ်ခုမှထည့်လိုက်မယ်ဆိုရင်ဟို positive ဖြစ်တဲ့ outcome တွေမရဘူးလားပေါ့ဒါပေမဲ့အဲ့တော့ it's time to focus okay focus လုပ်ရတော့မယ် focus ကိုထိန်းချုပ်ရတော့မယ်အဲ့တော့ဒီ video အဆုံးကြည့်ပြီးဆိုကျေးဇူးတင်ပါတယ်နည်းနည်းပေါ့ဒီ video ထဲမှာနည်းနည်းချိုးမပြေတာလေးတွေနည်းနည်းဒေါင်းမကြတာလေးတွေနည်းနည်း
စကားအလွဲချော်လေးဖြစ်တာတော့စကားမားတာလေးရှိတယ်ဆိုရင် comment ထဲမှာပြောပေးခဲ့ပါ suggestion လေးတွေအထင်မြင်လေးတွေပြောပေးခဲ့ပေါ့နောက်တော့ကိုတွေ့ကြုံရတဲ့အခက်အခဲတွေပဲဖြစ်အောင် comment ထဲမှာမျှဝေခဲ့နောက်ပြီးတော့အားလုံး thank you very much I appreciate you all and thank you for watching so see you next time